မင်္ဂလာပါမိတ်ဆွေများခင်ဗျာဒီနေ့မှာတော့လူအများစုမျက်မမြင်ဖြစ်တတ်ကြတဲ့ဘဝရဲ့အရေးကြီးဆုံးတန်ဖိုးတစ်ခုကိုပြန်လည်သတိပေးပေးမယ့်ဇလန်းတစ်ပုဒ်ကိုပြောပြသွားမှာပါဒီဇလန်းဟာအောင်မြင်မှုကိုလိုက်ရှာရင်အရေးကြီးဆုံးကိုဆုံးရှုံးခဲ့ရတဲ့လူငယ်တစ်ယောက်အကြောင်းဖြစ်ပါတယ်အတန်ကိုနားထောင်ရင်ကိုယ့်ဘဝနဲ့တိုက်ဆိုင်လာရင်ခဏလောက်တော့စဉ်းစားသွားမယ်လို့မျှော်လင့်ပါတယ်အခုတော့ဇလန်းကိုစတင်ပါရစေဇလန်းအစမောင်ဇော်ကဆင်းရဲတဲ့မိသားစုကဆင်းသက်လာတဲ့လူငယ်တစ်ယောက်ပါသူ့အဖေကလက်လူလက်စာမိခင်ကဈေးကွက်ထဲမှာဟင်းရောင်းတယ်မောင်ဇော်ရဲ့အိမ်မက်ကတနေ့မှာပတ်စံများများရပြီးအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်တာပါသူကြောင်းပြီးသွားတဲ့နေ့မှာမျိုးကြီးကိုထွက်လာတယ်သူ့အဖေကမှားတယ်ငါသားလူကောင်းဖြစ်ဖို့မမေ့နဲ့နော်လို့သူ့သားကိုမှာရှာတယ်မောင်ဇော်ကခေါင်းနှိမ့်လိုက်ပြီမင်းသူ့စိတ်ထဲမှာတော့ပတ်စံရရင်အားလုံးအဆင်ပြေမယ်လို့ပဲယုံကြည်ထားတယ်။မြို့ရောက်တော့မောင်ဇော်အလုပ်တွေအများကြီးဖြောင်းလုပ်တယ်။အစပိုင်းမှာခက်ခဲတယ်။နောက်ပိုင်းမှာတော့သူ့လိမ်မာမှုအကြောင်းကုမ္ပဏီတစ်ခုမှအဆင်ပြေလာတယ်။အလုပ်လည်းအဆင်ပြေလာတယ်။ပြီးတော့ပတ်စံလည်းရလာတယ်။နာမည်လည်းရလာတယ်။ဒါပေမဲ့မိသားစုစီဖုန်းခေါ်တာတဖြည်းဖြည်းနည်းသွားတယ်ဒီနေ့မှသူ့အမေစီကဖုံးဝင်လာတဲ့သားနဲ့အဖေနဲ့မကောင်းဘူးသားပြန်လို့ရရင်ပြန်လာပါလားလို့သူ့အမေကပြောတယ်။မောင်ဇော်ကအလုပ်ကိစ္စကြောင့်နောက်မှပြန်ခေါ်မယ်လို့ပြောပြီးဖုန်းချပစ်လိုက်တယ်။အဲ့ဒီနောက်မှဆိုတဲ့စကားကအရန်နောက်ကျသွားမှန်းသူမသိဘူး။နောက်တစ်ပတ်မှာအဖေဆုံးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတယ်။သတင်းကြားချင်းမောင်ဇော်အိမ်ပြန်လာတယ်။အိမ်ရောက်တော့သူ့အဖေရဲ့အခန်းထဲမှာဟောင်းနှွမ်းနေတဲ့စာအုပ်တအုပ်ကိုတွေ့လိုက်တယ်။စာအုပ်ထဲမှာသူ့အဖေရေးထားတဲ့စာအုပ်တွေ့တယ်။သူ့အဖေရေးထားတာကငါသားပင်မငယ်အိမ်ပြန်လာပါအဖေမျောနေတဲ့သားရဲ့လို့ရေးထားတယ်။မောင်ဇော်စာကိုဖတ်ပြီးမျက်ရည်ကျလာတယ်။အခုအချိန်မှာပတ်စံလေးအောင်မြင်မှုတွေဘာမှတန်ဖိုးမရှိတာသူသိလာတယ်။နောက်ပိုင်းမောင်ဇော်မြို့ကိုပြန်မသွားတော့ဘူး။အမေနဲ့အတူတူအသေးစားလုပ်ငန်းလုပ်တယ်။မြို့မှာလောက်ပစ္စံများများမရပေမဲ့စိတ်အေးချမ်းတယ်။မောင်ဇော်နားလဲသွားတယ်။အောင်မြင်မှုဆိုတာပတ်စံတစ်ခုတည်းမဟုတ်ဘူးကိုချစ်တဲ့လူတွေနဲ့အတူတူရှိနေရတာအောင်မြင်မှုအစစ်ထက်တယ်မိတ်ဆွေတို့ရေဇလန်းကိုနားထောင်ပြီးကိုဘဝနဲ့တိုက်ဆိုင်လာတာရှိရင်အခုအချိန်မှာကိုဘေးမှာရှိတဲ့လူတွေကိုတန်ဖိုးထားပါနော်ဇလန်းလေးကိုကြိုက်ရင် like လုပ်ပေးပါနော် comment မှာမိတ်ဆွေတို့ရဲ့အမြင်ကိုလည်းမျှဝေပေးပါနော်နောက်ထပ်စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးတွေ့တင်ဆက်သွားမှာမို့လို့ကျွန်တော်ရဲ့ချင်းတွေကိုဆက်ဆလိုက်လုပ်ပေးသွားပါဦးနော်နောက်ဗီဒီယိုမှာထပ်မံဆုံတွေ့ကြမယ်နော်နာတော်တာစင်သူအားလုံးကိုကျေးဇူးတင်ပါတယ်